ဖယားကမြစ်တာရရှင်ဖယားဆိုရင်ဘာကြောင့်အာရနဲ့အေဝါရဲ့အဖြစ်ကိုခွင့်မလို့ပေးတာလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ချင်းဖြစ်ပါတယ်ဒီနေ့မှာတော့ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီးနိုင်ငံလေးလာကြည့်ရခွင့်လွှတ်ခြင်းဆိုတာကအကျိုးဆက်တွေကိုပယ်ဖျက်လိုက်ခြင်းနဲ့မတူပါဘူးဥပမာကောင်းလေးတယောက်ကမိဘအိမ်မှာတောင်းချမ်းပြီးဖုန်နေရိုက်ချိုးကားမှန်နေရိုက်ခွဲလိုက်တယ်ဆိုပေမဲ့နောင်တရတဲ့အခါမှာမိဘတွေကခွင့်လွှတ်ပေးပါတယ်ဒါပေမဲ့ကွဲသွားတဲ့ကားမှန်တွေကျိုးသွားတဲ့ခုံတွေကပြန်ကောင်းလာလား No ဘာလို့လဲဆိုတော့ဒါတွေကသူလုပ်ခဲ့တဲ့အရာတွေအကျိုးဆက်တွေပဲလေဒီလိုပဲဘုရားသခင်ကအာရနဲ့အေဝါကိုခွင့်လွှတ်ခဲ့ပါတယ်ဒါပေမဲ့ဂတိတည်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့စားရင်တည်မယ်ဆိုတဲ့စကားရဲ့အကျိုးဆက်တိုင်းသူတို့ဒီနေ့တည်ရကြပါတယ်ပြီးတော့အဲ့ဒီတည်ခြင်းဆိုတာကလည်းဘုရားနဲ့ကွဲကွာသွားရခြင်းကိုဆိုလိုတာဖြစ်ပါတယ်တကယ်လို့ဘုရားသခင်ကအစဉ်ပြေပါတယ်နောက်တစ်ခါတော့မလုံနဲ့လို့ပြောမယ်ဆိုရင်လူသားတွေရဲ့ဆုံးဖြတ်ချက်ရွေးချယ်ချက်တွေကအတိတ်ပဲမရှိဖြစ်သွားနိုင်ပါတယ်လူကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးခဲ့ပြီးနာမခံခြင်းပုံခံခြင်းရဲ့အကျိုးဆက်တွေရှိတယ်ရွေးချယ်မှုတိုင်းကအရေးပါတယ်ဆိုတာကိုပြသနေပါတယ်ဘုရားသခင်သူတို့ရဲ့အပြစ်ကြောင့်သူတို့ကိုချက်ချင်းမဖျက်ဆီးခဲ့ပါဘူးဘုရားနဲ့ဆက်ဆံရေးပြတ်တောက်သွားတာကလွဲရင်အသက်ဆက်ရှင်ခွင့်ပေးတယ်တရေဝတ်လုံနဲ့ရှက်ချောက်ခြင်းတွေကိုဖုံးစေတယ်ကဘာမြေကြီးကိုတိမြင်ခံစားခွင့်ပေးတယ်မိသားစုတွေကိုတိဆောက်စေတယ်ဒါအပြင်မိမရဲ့မျိုးနွယ်ကမွေရဲ့မျိုးနွယ်ကိုအောင်နိုင်မယ်ဆိုတဲ့ prophet ပြုချက်တောင်ပေးခဲ့ပါသေးတယ်ပြန်ချုပ်ရမယ်ဆိုရင်ဘုရားသခင်ကခွင့်လွှတ်ပါတယ်ဒါပေမဲ့အကျိုးဆက်ကိုတော့ခံရမှာဖြစ်ပါတယ်ဒါကြောင့်ဒီအကျိုးဆက်ကနေလွတ်ဖို့ယေရှုဘုရားကိုယ်တိုင်ဆင်းလာပြီးကျွန်တော်တို့ကိုယ်စားတန်ချက်တွေခံအသွေးသွင်းခဲ့ပါတယ်အဖိုးအခါတွေပေးဆက်ခဲ့ပါတယ်ဒါကိုယုံကြည်လက်ခံပြီးတော့အပေငဲကနေလွတ်မြောက်နိုင်ပါတယ်